ကျွန်တော်တို့အရင်ပတ်မှာတော့ဒါကာဆိုတဲ့ grammar ကို verb တွေ adjective နဲ့ဘယ်လိုတွဲသုံးလဲဆိုတာလေ့လာခဲ့ကြပြီးပြီဒီပတ်မှာတော့ noun plus a ဒါကာဆိုတဲ့ grammar တစ်ခုကိုလေ့လာကြည့်ကြအောင်ဒီ grammar လေးကတော့နှစ်မျိုးနှစ်စားအလုံးတစ်ခုကိုလုံးနိုင်တယ်ဆိုတဲ့အခြေအနေမျိုးကိုဖော်ပြတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဥပမာအားဖြင့်မောင်မောင်ကတော့ကိုရီးယားစာတယ်မကအင်္ဂလိပ်စာလည်းတော်တယ်ဒီလိုမျိုးပြောတဲ့အခါမျိုးမှာမောင်မောင်တော့한국어에 다가 영어까지 잘해요မောင်မောင်ကတော့ကိုရီးယားစာတယ်မကအင်္ဂလိပ်စာလည်းတော်တယ်ဒီလိုမျိုးနှစ်မျိုးနှစ်စားအခြေအနေမျိုးကိုဖော်ပြတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒီလိုမျိုးအသေးစိတ်သုံးတယ်ဆိုတာကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေဒီနေ့လေ့လာမယ့် grammar လေးကတော့ noun plus a ဒါကာဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကတော့မြန်မာလိုစီလျော်ဘာသာပြန်ရရင်ကျင်မကဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးရဲ့အသုံးပြုပုံကတော့ကိုအသုံးပြုမဲ့ noun ရဲ့နောက်မှာ a ဒါကာကတ်လိုက်ရုံပါပဲဒီ grammar လေးကိုတော့နှစ်မျိုးနှစ်စားအလုံးနှစ်ခုကိုဦးစားပေးပြီးတော့ဖော်ပြခြင်းတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ရှင်းသွားအောင်ကျွန်တော်တို့နမူနာကြောင်းလေးတွေကြည့်ပြီးတော့လေ့လာကြည့်ကြအောင်နံပါတ်1ဥမာလေးကိုကြည့်အောင်집안 청소에다가 빨래까지 하일이 많아서 정말 힘들어요. 애인တွင်တန်ရှင်းတယ်မကအဝတ်လျှော်တဲ့အထိလောက်ရမယ့်အလုပ်တွေများတာကြောင့်တကယ်ပင်ပန်းတယ်ဒီမှာဆိုရင်ကိုလောက်ရမယ့်အလုပ်နှစ်ခုကိုဦးစားပေးပြီးတော့ပြောချင်တဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောပါတယ်집안 청소에다가 빨래까지အိမ်တန်ရှင်းတယ်မကအဝတ်လျှော်တဲ့အထိလောက်ရမယ့်အလုပ်တွေများတာကြောင့်တကယ်ပင်ပန်းတယ်ဒီ grammar လေးကိုသုံးတဲ့အခါမှာနောက်ကကာကြီးသို့မဟုတ်ဒိုဆိုပြီးတော့အဲ့လိုစကားလုံးလေးတွေတွဲပြီးတော့သုံးလေးရှိပါတယ်ဒီမှာဆိုရင်လေ집안 청소에다가 빨래까지 할 일이 많아서 정말 힘들어요ဒီလိုမျိုးကာကြီးဒိုဆိုပြီးတော့တွဲသုံးတဲ့အခါမှာကိုလောက်ရမယ့်အလုပ်တွေများတယ်ဆိုတဲ့ဟာပို့ပြီးတော့ဦးစားပေးပေါ်လွင်စေပါတယ်ဟုတ်ပြီနောက်ထပ်ဥပမာတစ်ခုထပ်ကြည့်အောင်hamburger에다가 피자까지 먹었어요 hamburgerမကပီဇာပါစားခဲ့တယ်ဒီမှာဆိုရင်လေ hamburger ရဲ့နောက်မှာအဲဒါကကပ်ပြီးတော့hamburger에다가 피자까지 먹었어요 hamburgerမကပီဇာပါစားခဲ့တယ်ဒီလိုမျိုး noun တစ်ခုကိုဦးစားပေးပြီးတော့ပြောရတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောပါတယ်နောက်ထပ်ဥပမာတစ်ခုထပ်ကြည့်အောင်무슨 음식을 주문할까요?ဘာအစားအစာကို주문할까요?မှာကြမလဲ짜장면에다가 짬뽕 하나를 시켜주세요. 짜장면ပဲခောက်ဆွဲတယ်မကကျန်းပိုးဆိုတာတော့တရုတ်ခောက်ဆွဲပြုတ်ပင်လယ်သားတွေပါတယ်တရုတ်ခောက်ဆွဲပြုတ်ဖြစ်ပါတယ်ကျန်းပိုးဟာနာရူရှိကျော်ကျူစေယပဲခောက်ဆွဲတယ်မကတရုတ်ခောက်ဆွဲပြုတ်တစ်ခုတစ်ပွဲမှာပေးပါဒီ grammar ကိုသုံးတဲ့အခါမှာ noun တွေကိုပို့ပြီးတော့ဦးစားပေးပေါ်လွင်စေပါတယ်နောက်ထပ်ဥပမာတစ်ခုထပ်ပြီးတော့လေ့လာကြည့်ကြအောင်요즘 학교 생활은 어때요? 구들러 학교 생활은 어때요? ကျောင်းသားဘဝဘယ်လိုလဲကျောင်းမှာရောဘယ်လိုလဲအဆင်ပြေရဲ့လားဒီလိုမျိုးမေးတဲ့အခါမှာဒီလိုပုံစံမေးလေးရှိပါတယ်ဒီနေရာမှာ 학교 생활နေရာမှာလောက်သမားဆိုလို့ရှိရင်လေဝယ်စာ생활은 어때요? ဒီလိုပုံစံမျိုးမေးလေးရှိပါတယ်생활ဆိုတာတော့နေထိုင်တဲ့ဘဝလူနေမှုပေါ့과제에다가 아르바이트 때문에 조금 바빠요. 과제ဆိုတာတော့တာဝန်
ကိုကျောင်းမှာဆိုလို့ရှိရင်လည်းကျောင်းတာဝန်ပေါ့ကျောင်းသားလောက်ရမယ်အလုပ်တွေဒါမျိုးကိုခွာကျဲဆိုပြီးတော့တုံးလို့ရှိပါတယ်ခွာကျဲတာကအာရုဘိုင်ထုတင်မနဲ့ဂျိုကွန်ဘာပါယိုကျောင်းကိစ္စတွေနဲ့အာရုဘိုင်ထုချိန်မိုင်းလို့ရှိတာကြောင့်တင်မနဲ့ဆိုတာတော့ကြောင်းပေါ့ချိန်မိုင်းအလုပ်ကြောင့်ဂျိုကွန်ဘာပါယိုနည်းနည်းအလုပ်များတယ်အစားဆုံးတစ်ခေါက်ဖတ်ကြည့်အောင်요즘 학교 생활은 어때요? 과체다가 아르바이트 때문에 조금 바빠요. ကျောင်းစာတယ်မကအချိန်ပိုင်းလုပ်တဲ့အတွက်ကြောင့်နည်းနည်းအလုပ်များတယ်နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်과자 좀 드실래요? 과자ဆိုတာတော့တီးတာစားတယ်မုတ်တွေဒါမဟုတ်ဘီစကုတ်မုတ်အဲ့လိုပုံစံမျိုးတွေဖြစ်ပါတယ်အာနီယိုဘာပေတာကခေကိုကာကြီးမကိုစောဘေကနောမှုပူလို့ယောမစားတော့ဘူးသမင်းတွေမကကိတ်မုတ်ပါစားရလို့ဘိုက်ကအရန်ပြည့်နေတယ်ဘာပေတာကခေခုကာကြီးမကိုစောဘေကနောမှုပူလို့ယောနောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်shoppingကိုမန်နီဟဲ့နေယောအများကြီးဝယ်ခဲ့တာပဲ shoppingကိုမန်နီဟဲ့နေယောအများကြီးဝယ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါ네 백화점에 세일이 있어서 옷에다가 운동화까지 샀어요. 오케이. 백화점에 세일이 있어서ကုန်တိုင်းမှာ sale ဆိုတာတော့အယောင်းပွဲတော်ပေါ့ discount ချပြီးတော့ရောင်းတဲ့အခါမျိုးမှာ sale ဆိုပြီးတော့သုံးလို့ရှိပါတယ် 세일이 있어서 옷에다가 운동화까지 샀어요. ဝယ်စားတယ်မကဝန်တုံးဟွာအောင်စားဖက်နဲ့လေးဝယ်ခဲ့တယ်အစားလုံးတစ်ခေါက်ဖတ်ကြည့်အောင်쇼핑을 많이 했네요. 네, 백화점에 세일이 있어서 옷에다가 운동화까지 샀어요. ဟုတ်ကဲ့ကုန်တိုင်းမှာအယောင်းပွဲတော်ရှိတာကြောင့်ဝယ်စားတယ်မကအောင်စားဖက်နဲ့လေးဝယ်ခဲ့တယ်ဒါကတော့ noun တွေကိုအေးဒါကာနဲ့တွဲသုံးတဲ့ပုံစံဖြစ်ပါတယ်နောက်ထပ် noun plus အေးဒါကာကိုအေးရဲ့နေရာမှာလည်းအစားထိုးပြီးတော့သုံးလေးရှိပါတယ်ဘယ်လိုမျိုးသုံးလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်ကြအောင်နမူနာစာကြောင်းလေးတွေကြည့်အောင်공채에다가 이름을 썼어요. 공채ဆိုတာတော့ဗလာဆောင်ဒါမှမဟုတ်မှတ်စုဆောင်ဗလာဆောင်မှာနာမည်ရေးပါ공채에다가 이름을 썼어요. ဒီနေရာမှာ에다가အစားဆိုပြီးတော့သုံးလို့ရပါတယ်공채에 이름을 썼어요. ဒါဆိုရင်တော့ဦးစားပေးပြောခြင်းနဲ့အဓိပ္ပာယ်မပါဘဲနဲ့ဒီတိုင်းမှတ်စုစာအုပ်မှာနာမည်ရေးပါဒီတိုင်းပြောတာဖြစ်ပါတယ်ဒါပေမဲ့ဂုံးချက်ဒါကဤတော့မှုစုစေကိုဆိုပြီးတော့ပြောလို့ရှိရင်တော့မှတ်စုစာအုပ်ဆိုတာကိုဦးစားပေးပြောရင်တာဖြစ်ပါတယ်တခြားနေရာမှာမရေးဘဲနဲ့အဓိကမှတ်စုစာအုပ်မှာရေးရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်မှတ်စုစာအုပ်ကိုဦးစားပေးပြောရင်တဲ့အခါမျိုးမှာဒါကကိုသုံးပြီးတော့ပြောလို့ရပါတယ်ဂုံးချက်ဒါကဤတော့မှုစုစေကိုဥမာအပြင်ဘန်တို့ဘာတို့ကိုတွားတဲ့အခါမျိုးမှာနာမည်ရေးရတာတွေပဲရှိတယ်အဲ့ဒါမျိုးကြားလို့ရှိရင်ကိုကမေးလိုက်တယ်ဘယ်နေရာမှာနာမည်ရေးရမလဲအော်ဒီရဲ့ဤတော့မှုဆောရတွေကိုဘယ်နေရာမှာနာမည်ရေးရမလဲယောဂီရဲ့ဒါကဆုစေယဆိုလို့ရှိရင်ဒီနေရာမှာနာမည်ရေးပါတခြားနေရာမှာရေးလို့မရအောင်ဒီနေရာမှာရေးပါဆိုပြီးတော့ဒီနေရာကိုဦးစားပေးပြောရင်တဲ့အခါမှာဒါကကိုသုံးတာပို့ပြီးတော့သဘာဝကျပါတယ်ယောဂီရဲ့ဒါကဤတော်မူဆုစေယဟုတ်ပြီနောက်ထပ်နမူနာစာကြောင်းလေးတွေထပ်ကြည့်အောင်어디에다가 짐을 둘까요? ဘယ်နေရာမှာ짐을 둘까요? အထုပ်တွေထားလိုက်ရမယ်ပစ္စည်း gym ဆိုတာတော့အထုပ်ဘိုးပစ္စည်းတွေကို gym ဆိုပြီးတော့သုံးလို့ရှိပါတယ်။ 어디에다가 짐을 둘까요? ဘယ်နေရာမှာပစ္စည်းတွေထားလိုက်ရမလဲ
ယောဂီမွန်အဖေတာကဒုစေယဒီတကားရှေ့မှာထားပေးပါယောဂီမွန်အဖေတာကဒုစေယဒီတကားရှေ့မှာထားပေးပါဒီနေရာမှာလေအေးတာကအစားအေးကိုအစားထိုးပြီးတော့ပြောလို့ရပါတယ်အော်ဒီရဲ့ဂျင်မူဒုကာယောဆိုပြီးတော့လည်းပြောလို့ရပါတယ်အော်ဒီရဲ့ဂျင်မူဒုကာယောဘယ်နေရာမှာထားရမလဲပြန်ဖြေတဲ့အခါမှာလည်းယောဂီမွန်အဖေဒုစေယဆိုပြီးတော့ဖြေလို့ရပါတယ်အေးတာကနဲ့အေးနဲ့ကွာခြားချက်မရှိပါဘူးဒါပေမဲ့အေးတာကကိုသုံးတဲ့အခါမှာကိုပြောခြင်းတဲ့နာမ်ကိုဦးစားပြီးဟောပြတဲ့အဓိပ္ပာယ်မျိုးတက်ရောက်ပါတယ်နောက်ထပ်ဥမာတစ်ခုထပ်ကြည့်အောင်친데에다가 커피로 넣으면 쏟잖아요. 다른 곳에 두세요. 침대에다가 그대보마 커피로 넣으면 커피요 다음에 솔루션 쏟잖아요. 마우자나이네. 마우자매 몰라. 이런ပုံစံ ဖြစ်ပါတယ်. 다른 곳에 두세요. တခြားနေရာမှာထားပါ. ဒီနေရာမှာလည်း에다가နေရာမှာ a ကိုအစားထိုးပြီးတော့ 침대에 커피를 넣으면 쏟잖아요. 다른 곳에 두세요ဆိုပြီးတော့ပြောလို့ရပါတယ်။ဒါပေမဲ့ကတင်ကိုဦးစားပေးပြီးတော့ပြောရင်တဲ့အခါမျိုးမှာအဲဒါကကိုသုံးတာပို့ပြီးတော့သဘာဝကျပါတယ်။ဒီနေ့လေ့လာခဲ့တဲ့ noun plus အဲဒါကဆိုတဲ့ grammar လေးကိုအနှစ်ချုပ်အနေနဲ့ပြန်ပြောရရင်အလုံးနှစ်ခုအကြောင်းအရာနှစ်ခုအဖြစ်အပျက်နှစ်ခုစသည်ဖြင့်noun နှစ်ခုကိုဦးစားပေးပြီးတော့ပြောရင်တဲ့အခါမျိုးမှာဂျားထဲမှာအဲဒါကကိုခံပြီးတော့ပြောလို့ရှိပါတယ်နောက်ထပ်အဲဒါကနဲ့တွဲသုံးတာတော့ကာကြီးဒါမဟုတ်ဒူဆိုပြီးတော့ဒီလိုစာလုံးလေးတွေနောက်မှာတွဲသုံးလို့ရှိပါတယ်နောက်ထပ်အဲဒါကကိုနေရာတွေကိုဖော်ပြတဲ့အခါမှာလည်းအဲရဲ့နေရာမှာအစားထိုးပြီးတော့သုံးလို့ရှိပါတယ်ဘယ်နေရာမှာဘယ်အရာမှာစသည်ဖြင့်နေရာတွေကိုဖော်ပြတဲ့အခါမှာအဲရဲ့နေရာမှာလည်းအဲဒါကကိုစားထိုးပြီးတော့သုံးလို့ရပါတယ်လောက်ဆိုရင်ဒီ grammar လေးကိုနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းအပတ်စဉ်ကိုရီးယား grammar သင်ခန်းစာများကိုတင်ဆက်ပေးနေတာဖြစ်လို့ like and subscribe ပြုလုပ်ခဲ့ဖို့မေတ္တာရပ်ခံပါတယ်အားလုံးပဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်အန်ညွန်